بسم الله الرحمن الرحيم السلام عليكم ورحمة الله وبركاته ဒီနေ့ဆွေးနွေးတင်ပြသွားမယ့်အကြောင်းအရာကအီရန်ရဲ့နျူကလ িয়ার စိုက်တွေကိုအမေရိကန်ရဲ့တိုက်ခိုက်မှုဘယ်လိုပုံစံနဲ့သူတို့တိုက်ခိုက်ခဲ့တာလဲဒီရဲ့ပုံမှာအီရန်ရဲ့တုံ့ပြန်ချက်ကရောဘာတွေဖြစ်လာနိုင်မလဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးသွားမှာဒီဇွန်လ21ရက်နေ့ကအမေရိကန်နိုင်ငံကအီရန်ရဲ့အဓိကနျူကလ িয়ার ပမာအဆောက်အဦတွေဖြစ်တဲ့ Isfahan, Natanz, Fordo 3နေရာကိုတိုက်ခိုက်ခဲ့တယ်ဆိုပြီးတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကြေညာတယ်။ဒီတိုက်ခိုက်မှုကိုအမေရိကန်ကတော့Operation Midnight Hammer ဆိုပြီးတော့သူတို့အမည်ပေးထားတယ်ပေါ့။ဒီတိုက်ခိုက်တဲ့နေရာမှာလည်းသူတို့ကအမေရိကန်စစ်တပ်မှာပဲရှိတဲ့အီရန်ရဲ့မြေအောက်စခန်းတွေနျူကလ িয়ার စခန်းတွေကိုဖူးပေါင်းနိုင်တဲ့B2လေယာဉ်မျိုးစားကိုတုံးသွားတယ်။B2လေယာဉ်အမျိုးအစားမှာသူတို့ကGPU 57ဘုံတွေကိုအသုံးပြုပြီးတော့သူတို့တိုက်ခိုက်သွားတယ်။B2လေယာဉ်9စင်းဟာအမေရိကန်နိုင်ငံ Wyman Air Force Base ကနေပြီးတော့မြောက်အတ္တလန်တိတ်သမုဒ္ဒရာအတိုင်းဖြတ်တန်းလာပြီးတော့အီရန်ကိုတိုက်ခိုက်ခဲ့တဲ့လေယာဉ်ကတော့B2လေယာဉ်9စင်းပေါ့B2လေယာဉ်9စင်းဆိုတော့ဒီတစ်စင်းတိုင်းစီကနေပြီးတော့GPU 57ဘုံနှလုံးစီသူတို့တည်နိုင်တယ်ဆိုတော့9စင်းဆိုတော့ဒါဟာသူတို့ဘုံ14လုံးကိုအသုံးပြုပြီးတော့တိုက်ခိုက်ခဲ့တယ်ဆိုတော့သိရတိုက်ခိုက်တဲ့နေရာမှာB2လေယာဉ်တွေပဲသူတို့ကအသုံးပြုသွားတာမဟုတ်အမေရိကန်ကရေတပ်ကိုလည်းအသုံးပြုသွားတယ်အဲ့လိုပဲတိုက်လေယာဉ်ရှေ့ပြေးတိုက်လေယာဉ်၄စင်းကိုလည်းသူတို့အသုံးပြုသွားတယ်ဒါကလည်းအီရန်ရဲ့လေကြောင်းရန်ကာကွယ်စနစ်ကိုဒါဟာလွှဲပြောင်းပေးဖို့အတွက်အလဲပြောင်းလုပ်တဲ့အနေနဲ့တနည်းအားဖြင့်လှည့်စားတဲ့အနေနဲ့သူတို့ကအရင်ဆုံးIsfahan ကိုအမေရိကန်ရေတပ်ပေါ့Arabian Ocean မှာရှိတဲ့အမေရိကန်ရေတပ်ကနေပြီးတော့Isfahanကိုအရင်ဆုံးမစ်ဆိုင်းဒုံးတွေနဲ့သူတို့တိုက်ခိုက်တယ်ပြီးတဲ့နောက်မှာတိုက်လေယာဉ်တွေကနေပြီးတော့အဓိကပြတ်မှတ်နေရာ3နေရာကိုသူတို့တိုက်ခိုက်တယ်နောက်ဆုံးပေါ့အီရန်ရဲ့တကယ်ကိုလောကမြေအောက်မှာရှိနေတဲ့မြေအောက်မီတာ90ကျော်မှာရှိနေတဲ့Fordo နျူကလ িয়ার တန်းစင်စက်ရုံကိုတော့သူတို့B2လေယာဉ်တွေအသုံးပြုပြီးတော့တိုက်ခိုက်ခဲ့တယ်အဲ့တော့B2လေယာဉ်အမျိုးအစားရဲ့သူကျဲချမဲ့GPU 57ဘုံကကျတော့မြေအောက်60မီတာပဲသူကပေါက်နိုင်တယ်အဲ့တော့တလုံးနဲ့ချမယ်ဆိုရင်သူတို့ပြတ်မှတ်ကိုတိကျရောက်နေသူတို့တိုက်ခိုက်လို့ရမှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့Fordoကကျတော့မြေအောက်မီတာ90ကျော်မှာရှိနေအဲ့တော့သူတို့B2လေယာဉ်ကနေပြီးတော့GPU 57ဘုံတွေကိုအများများသုံးပြီးတော့သူတို့တိုက်ခိုက်ခဲ့တယ်တိုက်ခိုက်ပြီးတဲ့နောက်မှာပဲအမေရိကန်သမ္မတထရန့်ကကြေညာတယ်သူတို့အောင်မြင်မြင်နဲ့တိုက်ခိုက်နိုင်ခဲ့တယ်အီရန်ရဲ့နျူကလ িয়ার တန်းစင်မှုတွေကိုရပ်တန့်ပစ်ခဲ့တယ်ဆိုပြီးတော့ကြေညာတယ်အမေရိကန်သမ္မတတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ကြေညာချက်အပြီးမှာပဲအီရန်ဘက်ကနေပြီးတော့ကြေညာတယ်Fordo နျူကလ িয়ার တန်းစင်စက်ရုံကနေပြီးတော့ယူရေနီယံတွေကိုတခြားနေရာကိုပြောင်းရွှေ့ထားပြီးဖြစ်တယ်ဆိုပြီးတော့ကြေညာတယ်ထိခိုက်ခဲ့တဲ့အပျက်စီးတွေကလည်းပြန်လည်ပြုပြင်လို့ရနိုင်တဲ့အခြေအနေဆိုပြီးတော့ကြေညာဒါပေမဲ့အမေရိကန်ကတော့သူတို့ဟာအောင်မြင်မြင်နဲ့ပဲအီရန်ရဲ့နျူကလ িয়ার စီမံကိန်းကိုနှောင့်နှေးအောင်နှစ်ရှည်လများကြာထိတိုင်နှောင့်နှေးလို့သွားအောင်လုပ်နိုင်ခဲ့တယ်ဆိုပြီးတော့အမေရိကန်ကအစ္စရေးကိုကြေညာတယ်အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကလည်းအမေရိကန်သမ္မတကိုကျေးဇူးတင်ကြောင်းကိုပြောဆိုခဲ့တယ်ပေါ့
အဲ့တော့ဒီလွန်ခဲ့တဲ့ကျွန်တော်တို့ဒီဇွန်လဒီ19 20ဝန်းကျင်လောက်ကဒီဖိုတိုနျူကလ িয়ার ဒီအီရန်ရဲ့ဒီတန်းစင်စက်ရုံကနေပြီးတော့ဒီပုံမှန်မဟုတ်တဲ့ truck ကားတွေကိုဒီကျွန်တော်တို့ဂျိုဒူးကနေပြီးဂျိုဒူးတပ်ပုံတွေတွေ့ရတယ်ဆိုပြီးအယ်ဂျဇီရာကထုတ်ပြလာအဲ့တော့ဒီယူရေနီယံတွေကိုတနေရာနဲ့တနေရာပြောင်းရွှေ့ဖို့ဆိုတာကတင့်လျော်တဲ့အစီအမံကိန်းတွေနဲ့တင့်လျော်တဲ့လုံခြုံရေးအနေအထားနဲ့ရွှေ့ပြောင်းမှာပဲရလက်ရှိချိန်ထိတော့အမေရိကန်ပြောတဲ့ထုတ်ပြန်ချက်တွေအဲ့လိုပဲအီရန်ပြောတဲ့ထုတ်ပြန်ချက်တွေအတီးယူလို့တော့မရသေးဘူးပေါ့မရသေးဘူးဆိုတာကအမေရိကန်ကတော့လုံးဝပျက်စီးခဲ့ပြီလို့ပြောတယ်ဒါပေမဲ့အီရန်ကတော့ရွှေ့ပြောင်းထားတယ်လို့ပြောထားတယ်အဲ့တော့အမေရိကန်တိုက်ခိုက်မှုပြီးရဲ့နောက်မှာအီရန်ဘက်ကနေပြီးတော့အမေရိကန်ကိုဓာတ်ရိုက်တိုက်ခိုက်တာမျိုးတွေလက်ရှိချိန်ထိမတွေ့ရသေးဘူးအဲ့တော့လက်ရှိချိန်ဒီမှာအီရန်နိုင်ငံခြားရေးဝန်ကြီးကဒါရုရှားကိုရောက်နေတယ်သူမော်စကိုမှာသူရုရှားသမ္မတပူတင်နဲ့သူတွေ့ဆုံဖို့ရှိတယ်ဆိုပြီးတော့ကြေညာထားတယ်လက်ရှိမှာလည်းသူမော်စကိုကိုရောက်နေတယ်အဲ့တော့အီရန်ရဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးတော့အမေရိကန်ပေါ်တံပြန်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့အမေရိကန်ကလည်းတံပြန်တိုက်ခိုက်မယ်ဆိုရင်ပို့ပြီးတော့ဆိုးရတဲ့အခြေအနေဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်းတွေကိုလည်းထုတ်ပြန်ထားတယ်အီရန်ကိုဒီအမေရိကန်ပါဝင်သူ့ရဲ့မဟာမိတ်နိုင်ငံဒီနောက်ဥရောပနိုင်ငံတွေကဒီအီရန်ကိုပေါ့ရာဇသံပေးထားတယ်အီရန်အနေနဲ့ဒီဆွေးနွေးပွဲတွေစီပြန်လာဖို့သဘောတူညီမှုတွေပြုလုပ်ဖို့ဆိုပြီးတော့ဒီအီရန်ကိုသူတို့တတိပေးထားကြတယ်ဒီအမေရိကန်တိုက်ခိုက်မှုအပေါ်မှာလည်းအာရပ်နိုင်ငံတွေအများစုကတော့ဒါရှုံချခဲ့တယ်သူတို့စိုးရိမ်ကြောင်းကိုထုတ်ပေါ်ပြောဆိုတယ်ဒါဆိုရင်အီရန်ကဘာတွေလုပ်နိုင်ခြေရှိလဲအီရန်လုပ်နိုင်ခြေရှိတဲ့အနေအထားတွေကတစ်ခုကတော့ဒါကျွန်တော်တို့ဒီသူတို့အာရပ်ဒီပင်လယ်ကွေးတွေကနေပြီးတော့ဒီရေနံဒီတင်ပို့တဲ့ဒီရေလက်ကြားပေါ့ဒီဟော်မိုးရေလက်ကြားကိုအီရန်အနေနဲ့ပိတ်ပင်နိုင်ခြင်းရှိတယ်နောက်တစ်ခုကကျတော့ဒီအမေရိကန်ကိုတိုက်ရိုက်တိုက်ခိုက်ရင်တော့အမေရိကန်ကိုတိုက်ခိုက်မဲ့ဒီတွေကိုသူတို့လက်နက်အင်အားပို့ပြီးတော့ဖြည့်တင်းတာမျိုးတွေလည်းဖြစ်လာနိုင်တယ်ဒီအာရပ်ဒီတခွင်မှာရှိနေတဲ့ဒီအမေရိကန်ရဲ့စစ်အခြေဆိုင်စကန်တွေကိုဒါအီရန်ဘက်ကနေပြီးတော့ပြစ်မှတ်ထားတိုက်ခိုက်တာမျိုးတွေလည်းဖြစ်လာနိုင်တယ်လက်ရှိချိန်นี้ထိတော့အီရန်ဘက်ကနေပြီးတော့အမေရိကန်ကိုတိုက်ရိုက်တိုက်ခိုက်တာမျိုးတွေတော့ကျွန်တော်ခုအတန်သွင်းတဲ့မနေ့6နာရီအချိန်ထိတော့မတွေ့ရသေးဘူးပေါ့ဒါဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုကျွန်တော်တို့ဆက်လက်ပြီးတော့ကြည့်ရှုရပါမယ်အစ္စလာမ်အလိုင်ကွမ်ဝါရဟ်မတ်တူလာဟီဝဘရကာတူ